ပြင်ဆင်ထားတဲ့တခြင်းကတော့ centenary တခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့2007တုန်းကကျွန်တော်တို့ရဲ့ centenary ကျွန်တော်တို့ကျင်းပဖြစ်ပြီပါပြီအဲ့ဒီမှာကျွန်တော်တို့စုခဲတဲ့တခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့မရာလိုဆိုမှာဖြစ်တဲ့အတွက်ကျွန်တော် centenary တခြင်းမှာလို့ပြောတာကိုတက်တဲ့အနေနဲ့ဟိုသိချင်လို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဆိုတဲ့တဲ့မှာ jubilee ဆိုတဲ့စကားလုံးပါလိမ့်မယ်အဲ့ဒါကိုဆောင်ကြပါလို့Peace.
ရောက်